ဟိုတနေ့ကပိတ်စတွေပေါ်မှာအရွက်တွေခင်းပြီးတော့ပေါင်းခံထားပြီးတော့အရွက်တွေပြန်ဖယ်ထားပြီးတော့မှအချောက်ခံထားတဲ့ပိတ်စတွေကိုနောက်ဆုံးဆင့်အနေနဲ့ချုပ်ဆေးအသုံးပြုပြမှာဖြစ်ပါတယ်။ချုပ်ဆေးကကြတော့မိမိကြိုက်နှစ်သက်တဲ့လိုမျိုးအသုံးပြုလို့ရပါတယ်။ဥပမာကြောက်ချင်နဲ့ချုပ်တာပဲဖြစ်ဖြစ်စားနဲ့ချုပ်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်ကော့ပါပေါ့နော်ဒုတ်ထရာနဲ့ချုပ်တာပဲဖြစ်ဖြစ်ကြိုက်နှစ်သက်တဲ့ဟာတွေအသုံးပြုပြီးတော့ချုပ်လို့ရပါတယ်။ဒီနေ့ဝင်ချုပ်ပြပြီးမှာကတော့2မျိုးပေါ့နော်။တစ်မျိုးကတော့ကြောက်ချင်နဲ့ချုပ်ပြမယ်။နောက်ထပ်တစ်မျိုးကတော့ဒီမှာအပြာရောင်ပေါ့နော်။အပြာရောင်အရင်ဖြစ်နေတဲ့ကော့ပါလို့ခေါ်တဲ့ဒုတ်ထရာပေါ့နော်။ဒုတ်ထရာနဲ့ချုပ်ပြမှာဖြစ်ပါတယ်။ဆိုတော့ result တွေကဘယ်လိုဖြစ်မလဲဆိုတာကိုဒီလိုကြည့်ရအောင်အခုဒီရေကတော့တကယ်တမ်းဆိုရင်ကြောက်ချင်ကတော့ဒီလိုမျိုးအဖြူရောင်မဖြစ်ဘူးပေါ့နော်ဒါပေမဲ့ဒီထဲမှာဝင်းကမဖောက်ထုံးပေါ့နော်ထုံးချမ်းပေါ့အဲ့ဒီဟာကိုထည့်ထားတယ်ဘာဖြစ်လို့ဆိုတော့အရင်တုန်းကဝင်းတို့ modern ပေါ့နော် modern အဆင့်မှာတကယ်တမ်းဆိုလို့ရှိရင်ထုံးကိုထည့်ပြီးတော့အသုံးပြုလို့ရတယ်ဒါပေမဲ့ဝင်းကအဲ့တော့မထည့်ထားတာဖြစ်တဲ့အတွက်ဒီနောက်ဆုံးချုပ်တဲ့အဆင့်မှာလည်းထည့်လို့ရပါတယ်ဆိုတော့အခုဒါကမဖောက်ထုံးနဲ့ပြီးတော့လို့ရှိရင်ကြောက်ချင်နဲ့ဖြော်ထားတာပါဆိုတော့ကြောက်ချင်တွေကိုပျော်အောင်ပေါ့နော်ပျော်အောင်ပျော်ဝင်နေအောင်ထွေထားမယ်အဲ့ဒီထွေထားတဲ့ရေနဲ့စိမ်ပါမယ်ရေကတော့ပိတ်စမြုပ်တယ်ဆိုရင်ထည့်လို့ရတယ်ကြောက်ချင်ကတော့လက်ဖက်စားစွန်းနဲ့တစွန်းဖြစ်ပါတယ်ကိုဒီကလောက်ထားတဲ့ထဲမှာဒီယူကလစ်ပေါ့နော်တဘာဝအတိုင်းရေယူနဲ့စိမ်ထားတဲ့ဟာကိုယူကလစ်စူထားတဲ့ဟာကိုဝင်းကကော့ပါနဲ့ချုပ်မှာဖြစ်ပါတယ်ဒီစားကိုပဲကော့ပါနဲ့ချုပ်ပြပြီးတော့ကြံနေတဲ့ဟာတွေအကုန်လုံးရောကြောက်ချင်တဲ့စိမ်ပဲပေါ့နော်ထည်လေးတွေကတော့ချုပ်ဆေးအသုံးပြုပြီးခြောက်ထားတဲ့အထည်လေးတွေဖြစ်ပါတယ်ဒီဘက်မှာမြင်နေရတဲ့အထည်လေးကတော့ယူကလစ်ရွက်ကိုဒုတ်ထားချုပ်ထားတဲ့အထည်လေးပါကျန်နေတဲ့အထည်လေးတွေကတော့ကြောက်ချင်နဲ့ချုပ်ထားတဲ့အထည်လေးတွေဖြစ်ပါတယ်ရရှိလာတဲ့ရလက်ကလေးတွေပါအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတူပဲတင်ပါတယ်ရှင်